မင်္ဂလာပါလို့နော်မင်္ဂလာပါဒီနေ့နဲ့တိုင်ပတ်ညနေဖက်မနေ့တည်းထွက်နော်ညနေ9 ဘရိလည်းမထွက်ပြန်ကြလဲဘယ်လိုကြနော်ပြန်ကြလဲဘယ်လိုကြမလဲကြောထိုးကြမလားဘယ်လိုကြမိတော့နော်break 3 လုံးရှိတယ်ဗျာကျန်4ချိန် break 3 လုံးကျွန်တော်ဘယ်လိုပြကြည့်ဒီကချမ်းပရီတော့စမဖြစ်သူကတော့ပြောမှာနော်20တနေ့လာမနေ့20ထွေ20တဲ့ထွေ break ကိုပါဝါနဲ့ခါယူနစ်ခွန်လေးbreak ပြန်ထွက်တယ်နော်နစ်ခွန်လေး break ပြန်ထွက်တယ်ဗျာထွက်တာများပါတယ်နစ်ခွန်လေး break နော်ဒီမှာလေး break ထွက်တယ်ဒီမှာခွန် break နစ်ခွန်လေး break ထွက်တယ်နော်ဒီနစ်ခွန်လေး break ပြန်ထွက်တော့4ချိန်ကိုကျွန်တော်ကလုံးမရရင်တော့ပိုအဆင်ပြေမယ်နော်လုံးမရရင်ပိုအဆင်ပြေမယ်ဆိုတော့နစ်ခွန်လေး break နော်ဘလူပြန်နေအောင်ထွက်တယ်အခုကမလာသေးဘူးဗျာနော်နစ်ခွန်လေး break ဘလူပြန်နေအောင်ထွက်တာနစ်ခွန်လေး break နော်အဲ့တော့ကျွန်တော်တို့ကဒီနစ်ခွန်လေးဒီမှာမလာသေးနော်နစ်ခွန်လေးနော်break ပေါ့နော်ကျန်4ချိန်မှာနစ်ခွန်လေး break ရှိတယ်နော်အဲ့ဒါလေးတော့တွေ့ပေးမယ်လို့တော့ထင်တယ်အဲ့ break လေးသူများလို့တစ်ဖက်နဲ့ကြောင်းကျွန်တော်သိမအောင်အကြမိသားစုတွေပြချင်လို့လားနစ်ခွန်လေး break မှတ်ထားကြည့်ပါဒီကောညစ်ကိုတလုံးကျော်ပေးမလားညစ်ကိုပဲတလုံးကျော်အဲ့မနေ့ကျရင်ညစ်ကိုတလုံးကျော်လားရကြည့်ပါနော်ဟိုမှာကိုက6ရတယ်ဆိုရင်6ခွန်6ရှိပေါ့4 6အဲ့လိုမျိုးနော်5 6နော်အဲ့တဘောလေးရှိနော်အဲ့ရတော့မှန်ယူလို့မရဘူးလေမိုးကကြတာဟိုကတလုံးကျော်ဆိုထားတလုံးကျော်3မိနစ်ကြတာဒီမှာညစ်ကိုဆိုလာဟာနော်အဲ့ဒါလေးတိတ်တော့မိုးသွားဖြစ်တယ်ဒီငါစနူတွေကနော်ရိုက်တာကျွန်တော်ရိုက်မယ်အောင်မလား5 break ဆိုပြီးရိုက်မှာဒီမှာထပ်5ပေါ့မထပ်ဘူးကျေးဇူးရှင်ပေါ်ဟဲသွားတယ်နေပေါ့ကိုယ်လည်းမရောက်တော့ဒါကလည်းပဲရှိဟုတ်လားဟုတ်ရောက်ဟုတ်ဒါကပဲရှိတယ်ဒီကောင်လေးကျွန်တော်ပြကြည့်မယ်ဗျာမွေးကြည့်တယ်အကိုနော်မွေးကြည့်မွေးကြည့်ရ50တရားနဲ့စမွေးရမကောင်းပါဗျာဟိုမှာထန်ကိုတန်းတယ်တလောက်လေးပေါ့
ကြီးလည်းမူရလည်းခက်တာအပူကလည်းအပူပြန်ကြရတယ်တွေ့ထားတယ်မလာသေးဒီမှာတော့ကျလာအပူဒီမှာမပူနီကိုနှစ်ခဘယ်နော်အဲကျွန်တော်လည်းမခက်တယ်ကျွန်တော်တွေ့တာလေးတစ်ခုကဘာလဲဆိုတော့83ကြာရင်သူ့နှလုံးပေါင်းခြင်း1ရဲ့ထိုင်းပါဝါ3ဒီထိပ်စီး8ရဲ့ထိုင်းပါဝါ9တဲ့ကြည်တာ9ကြောက်ခုံပေါ့9ကြောက်ခုံပြိနော်အဲ့နှလုံးပေါင်းခြင်း1ထိုင်းပါဝါ3 3ဒီပြန်ဆင်းရမယ်3ပါတော့5 6ခုံပြိ3ပါတော့5 6ခုံပြိဒီမှာ3ပါတော့5 6ခုံပြိ3ပါတော့5 6ခုံပြိနော်3ပါတော့5 6ခုံပြိ3ပါတော့5 6ခုံပြိစင်းတော့စင်းတယ်ကျွန်တော်တို့ကရှားပြီးတော့ကိုယ်လက်ရမပေးဒုက္ခဒီဟာလေးကိုဗျာနည်းနည်းပါတော့စမ်းကြည့်တင်တယ်ဟုတ်နော်အဲ့တဘောကဗျာတိုင်းလေးစင်မပြေပါဘူးဒီကျေးဇူးရှင်လေးရဗျာဒီနေ့နော်83လား89ဟိုညကျွန်တော်ပြပါသေး89ကညနေပိုင်းမှာကောင်းမယ်ဆိုတော့လေ8အားရှိတယ်မကလည်းရှိတယ်ဆိုတော့8အားလည်းကောင်းတယ်8မကလည်းရှိတယ်ဆိုတော့5ဘရိတ်လည်းရှိတယ်ညနေပိုင်း89ပေါ့ကျေးဇူးရှင်မနေ့ကလာတော့ညနေပိုင်းကတော့မလာတော့ပြန်ဟောဒုက္ခနော်မပေးရဟိုင်တော့မပေးဘူးဒုက္ခဘာလို့မှမဘာမှလည်းမရှိတော့ဘာမှမရှိတော့ဒါလေးဗျာဒါလေးမနေ့ပြန်ကိုကျွန်တော်ချိန်တာကဒီနေ့ကျေးဇူးရှင်ခွန်ရှိကိုပြီးသွားတာနော်အဲ့တော့မနေ့ပြန်ကျွန်တော်တစ်ချော့တလုံးဒါမနေ့လာမယ်ညနေလာပါမယ်နော်980တလုံးဒါလေးရနော်မနေ့ကကျွန်တော် YouTube အမျိုးတွေတော့မတင်ပြီးတော့ဒါပဲကြည့်ပါနော်ဒါကောင်ကမနေ့ပိုင်းမနေ့တီးတဲ့နော်မနေ့တီးတဲ့နော်မနေ့တီးတဲ့ကိုမထွက်ခင်လို့ရှိရင်ညနေပိုင်းကျွန်တော်ပြန်တင်မနေ့တီးတဲ့ပြီးသွားရင်ညနေပိုင်းကျွန်တော်ညနေစာ YouTube မှာပြန်တင်ပေးမယ်နော်ဒါကောင်မနေ့တီးတဲ့ပဲကစားလိုက်ကစားရင်လေဒီကောင်လေး3ခွဲမှာထည့်ရန်ကစားကြော်သွားနိုင်တယ်ကျွန်တော်တခါကြုံမှုရောနော်အားကြောင့်ဒီ1ခွန်18 10 6ခွန်60မနဲ့တီးတဲ့နော်ဒီဟာလေး3ခွဲပါရန်ကစားပေါ့ဘာလေးလို့ဘောက250 200ပေါ့နော်ဟိုကမြင်ရတာမဟုတ်ဘူးမိသားစုလူကြီးနော်ရှားပွေရတယ်မလွယ်ဘူးလေဟိုခုခံအားရှိတဲ့မိသားစုတွေဆိုတော့တမျိုးပေါ့အကြောင်းမရှိဘူးနော်ကြာလိုက်လည်းမကောင်းပါဘူးဒါမှမဟုတ်ပြန်ဒီကားလေးကပေးလောက်မယ်လို့ကျွန်တော်ထင်တယ်ဒါပေးမှတော့ထင်တယ်မနေ့တီးတာနော်ကဲအားလုံးဘယ်လောက်ပါပဲမိသားစုကိုနိုင်ပါလို့နော်အားလုံးကိုနိုင်ပါကောင်းကြပါစေ